ဘာလဲလောက်ရတော့မူမလင်းတင်းဆက်လာဝင်ရဲ့ဒီမှာငါပြဲချမြန်မာလိုမျိုးခေါ်ဆိုငါပြဲချလဲခေါ်တယ်လို့ငါမှန်လဲခေါ်တယ်ငါလက်မှန်လည်းရောက်လို့ညံ့ရမှာမသိဘူးအဲ့ဒါမွန်လိုမျိုးဆိုရင်တော့ဘယ်လိုခေါ်လဲဆိုရင်တော့ကပလိုက်လို့ခေါ်တယ်အမေအစိမ်းဆိုရင်တော့ချင်းဆက်ဟင်းချက်ရတယ်အရန်စားလို့ကောင်းတယ်ဒါကတော့1ကီလိုဝယ်လာလဲ1ကီလို290အများကြီးပဲဒါကတော့ကျမဘာလောက်မှလဲဆိုတော့ကလေးတွေစားဖို့ကျမကြော်မယ်ကြော်ပြီးလို့ရှိရင်ကျွတ်လေးကိုပါတချံပုံစံမျိုးနဲ့ကျမလုပ်ပြီးမှာပေါ့နော်ဘာဖြစ်လဲဆိုတော့အညာမတခါမှမစားဘူးတဲ့အစားအစာတွေကလောက်ကျွေးတာပေါ့နော်ကိုတစ်ခါတော့ကလည်းသူကပါလဲငါပြောပင်တောက်ဘူးတဲ့ဝက်ပဲစားတယ်တဲ့သူတို့အညာမှာတဲ့အဲ့ဒါကျမတို့ကလူစားတာဆိုတော့သူတို့လောက်မတက်လို့လေအဲ့ဒါကျမလောက်ကျွေးပေးလိုက်တယ်အမလေးသူပြောတာအရန်စိတ်ချမ်းသာလိုက်တာတဲ့ဝက်စားရတာအဲ့ဒီအညာမပြောနာအဲ့ဒါကြောင့်ကျမသူကနောက်ထပ်လောက်ကျွေးမဲ့ဖြစ်ပါတယ်ရှင်ကျေးဇူးခဏလေးအောင်မပြီးသေးဘူးနော်ပဲကြည့်ပြီးလို့ရှိရင်လိုင်းအန်ချဲလောက်ထားပေးပါရှင် I love you baby ခဏသူ့ကိုသူမင်းသမီးများထင်တယ်လားမသိဘူးမင်းသမီးစတိုင်နဲ့မြန်တော့ဗိုက်စာနေပြီဘာစကားပြောရတော့မြန်မာပါချမှာတော့နေရောမကြားလိုက်ဘူးလားမကြားလိုက်ဘူးဆိုနေနောက်တစ်ခေါက်ပြန်ပြောချင်တဲ့ကဘောပါပြောချင်မအောင်ချက်ချင်းကိုပြန်ဘလို့တော့ဒီကမှငါဝုန်းတယ်လေနေတော့စားဖို့လည်းငါချက်ရသေးတယ်နော်နောက်ကြလို့ရှိရင်လည်းငါဝုန်းတယ်မလေးမကြီးရွတ်တွေးမှနေဟောကမမရှိရကြိုက်တော့ကြိုက်သေးမကြီးပင်နဲ့ကြီးလာတဲ့ကောက်မအများမှာမကြီးတော့မကြိုက်ဘူးတဲ့ကျမသားကိုပေးပါပေးထားတာဖေလူပါရေအော်ဒီညာမငါဝုန်းနေတဲ့ရှင်ဒါငါလှုပ်ပြီးတော့ပါပြီငါကြော်တော့မယ်ဖြစ်ပါလေရှင်ငါနှက်လေးပါအားတော့ဟင်းကြိုပါကော်ဖီတောက်ဟင်းကြိုဒါချက်သွန်ကြော်ထားပြီးသားပါရှင်ခုနကပဲကြော်ထားပါပဲဒါချက်သွန်ဖြူပါကြော်ထားပါလေရှင်ကြော်ထားတဲ့အစားကောင်းလုံးပြီးဆုံးသွားပြီငါနှက်ချကြော်အတန်လေးကိုမြည်ကြည့်လိုက်ပါဂရမ်နဲ့ဖြစ်နေပါလေရှင်တားရေဒီမှာကြည့်လာပဲဒါချက်သွန်ကြော်ပါအရန်ကျွတ်တယ်နော်သူတို့တွေမိုးမလင်းတင်းလင်းကလေးချက်နေအခုဒီမပြီးနိုင်သေးဘူးလားဟင်းချက်ပြီးရမကြီးရဲ့အမေတို့ကလည်းနေနေလို့လားချက်တာပြီးနေနေပြီးရစားပလာလေးလာပြီပါခတီးမှတော့မဲ့ဟိုမှာတမယာသီးရောက်ပြီးတော့နာမည်ကြီးသွားပြီနေ့မှာနှစ်ပေါင်း1000ချက်နေကြာလာပြီအခုဒီနာမည်မကြီးသေးပါဘူးလားကျမနာမည်ကြီးချင်းလို့သမီးဟင်းချက်နေတာမဟုတ်ဘူးကမကြီးပါမလားတငယ်ပဲထောင်းနေတာကိုဘိုက်တစ်လုံးပဲကြီးလာတယ်ပြောရဲဆိုရဲရပ်ပတ်ကလာတယ်တော့ငါနာမည်ကြီးချင်းလို့သမီးဟင်းချက်နေမှာမဟုတ်တာငါနေတော့စားဖို့အတွက်ချက်နေတာဒါကိုတိုင်းတော့ထားတယ်ငါရောက်ဒီငါညာမထဲကိုဆက်မှာကိုယ်တိုင်တော့တော့မဟုတ်ပါဘူးအချင်းနည်းနည်းထဲလိုက်တယ်နော်စားလို့ရှိရင်ကိုကောင်းရအောင်ဆိုတော့နာမည်ယူလာပဲမထားနော်ကဲမှတ်ထားကြပါရှင်ဒါကတော့ငါထက်ဘယ်လိုထက်ဒါကငါတော့ချက်ချင်းစားမှာဆိုတော့တစ်ခါတည်းတော့ဗါလဲငါတင်ထဲလိုက်တယ်ဘာဖြစ်လဲဆိုတော့ထားမယ်ဆိုရင်တော့မထက်နော်အကြိုက်ထားမှာဆိုမထက်အခုကချက်ချင်းအခုစားတော့မယ်အခုလောက်ရအခုကုန်သွားတယ်အဲ့ဒါကြောင့်ကျမတစ်ခါတည်းအချင်းရနည်းနည်းထဲလိုက်တယ်စားလို့ကောင်းရအောင်ဆိုတော့ကဲအတန်လေးကိုဒီကြလိုက်ပါဦးဘာမြဲတမ်းမြဒီစားချင်လို့လားတမ်းမြဒီစားချင်လောက်ကျွေးပေးမဲ့တမီးစိတ်မပူပါနဲ့ဟိုသူနာမည်ပါလဲအဲ့ဒီနာမည်ကြီးနေခတ်တီမာလားအမအေးဒီမှာကျမရဲ့ဆိုင်ကကလေးတွေကိုအမရဲ့တံမြာဒီအလုံးကိုစားချင်တယ်တဲ့နော်ကျမလည်းလောက်ကျွေးပါပေးပါမယ်ရှင်ဒီမှာဒီကျမတွေကိုမနေ့ပြန်တံမြာဒီကီလို100မှာလိုက်မယ်ဒီဟိုလောက်ကျွေးမလို့ညာမှာကဲစမ်းကြည့်လိုက်ပါဦးဒါငါနဲ့ပါရချမ်းကြောပါဒါကျမတို့ချက်ချင်းစားမှာဆိုအချင်းထည့်ထားတာနော်ကောင်းလား
ပေါ့နေတယ်လို့ပဲနော်ဟမ် ပြေကိုလေး ကောင်းလားဟမ် မျိုးတွေခဲ့တော့ ဒီမှာဆိုင်ကြလားအရန်ဆိုင်မယ်စားမနာဘာသာချမ်းကျော်ဆက်လို့ရှိစားမနာကောင်းလားအရန်ကောင်းတယ်တဲ့နော်ဘယ်ခမဲစားတော့မယ်တဲ့အော်ပါကမောတာကကြည့်စတူတို့ရေလာစားကြပါဖိတ်ခေါ်ပါလေရှင်နားတော့မြန်မာလို့ဆိုပြီးတော့ငါပြဲချဘာသာချမ်းကျော်จะมาดูงั้นแน่นลูกคอเลยมอนลมเยอะตัวอยู่เรากะบรรลัยลูกคอเลยเนาะลาซาบนแล้วให้ข้อบาเลยชิกะบรรลัยประชามจอบากะบรรลัยป่ะเอ๊ะแบบแจ้งให้บ่าเอากลับมาอันนี้สเปเชียลกันมาให้ข้อบาเลยชิจะมาอันนี้ล่ากลับมา အရန်လာ အရန်မာတာမလား။အော်ဒီကြီးစညာတမ ဘာကြီးတုံးထားလဲတော့ ဒီညာတွေကတမယာတိညာတမတိုင်ပေါင်းညာဆိုရရတယ်ကမရေးကျမတော့ဟိုဘာလဲဘယ်လိုပြောမှာအရန်တော်ယူလိုက်တာနော်တဲ့ကြီးစညာကျမတဲ့ရှင်ခုလိုကြည့်ပေးတဲ့တော့လဲlike and share လေးလုပ်ပေးပါလို့မြတ်တာရဲခံပါတယ်ရှင် I love you baby ကိုစံကပြချမ်းသာကိုရောင်းပါစေရှင်